Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အလူစင်ပိုင်းပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်ဗီဒီယိုမတင်ပြတာလဲနည်းနည်းကြာတော့ရဆိုတော့ဒီနေ့ဗီဒီယိုလုပ်ပေးမယ်ပေါ့နော်ဘာအကြောင်းအရာလဲဆိုတော့ဒီမှာကြည့်လိုက်ပါတဲ့ဟုတ်ပါတယ်ကျွန်တော်ရဲ့မွေးနေ့ရောက်တော့မှာပါမူတုံကနေပြီးတော့ကျွန်တော်တို့မွေးနေ့အတွက်လက်ဆောင်တွေပါပြီးမှာပေါ့နော်မွေးနေ့ကြရင်ဒါတော့ကြိုတင်ပြင်ဆင်ပေးရပေါ့ကျွန်တော်တို့စီးရင်တွင်းခိုင်းတာပေါ့နော်တကယ်ချင်းညီကိုတွေရောမူတုံကစီစဉ်ပေးတဲ့ Happy Birthday လောက်တာရဘူးကြပြီလားတခါမှမလုပ်ခံရဘူးတဲ့ဦးဆိုရင်ကျွန်တော်နီလန်းလေးပြောပြမယ်ပေါ့နော်ဗီဒီယိုလေးကိုစုံလေးကြည့်ရှုလိုက်ပါကဲရင်ဦးဆုံးဂိမ်းထဲကိုဝင်လိုက်ပါဝင်ပြီးတော့ဒီမှာတစ်ချက်စောင်းလိုက်ပါညီကိုတို့โอเคပြီးရင်ဒါတွေနှိပ်လိုက်ဒါကတော့ကျွန်တော်စီးရင်တွင်းပြီးပြီဆိုတော့တို့ပြထားပါနော်မွေးနေ့ကနောက်တဲ့6ရက်နဲ့4နာရီကျန်လေးရလို့ပြထားပြီโอเคပြီးရင်ကျွန်တော်တို့ profile နဲ့ဝင်ရမယ်ပေါ့ကျွန်တော်တို့အကောက် profile နဲ့ဝင်လိုက်ပါဝင်ပြီးတော့ပြီဆိုရင်ဒီဘေးနားမှာအမီတက်ဆိုတဲ့ဟာလေးနဲ့နှိပ်လိုက်ပေါ့နော်အဲ့ဒီမှာ active info ဆိုတဲ့ဟာတဲ့ဝင်ထပ်ဝင်ပါဒီမှာတင်းရဲ့မွေးနေ့ကိုရွေးချယ်ပါဆိုတာရှိပါတယ်အဲ့မှာကိုယ့်ရဲ့မွေးနေ့အမှန်ကိုထည့်လိုက်ပေါ့နော်ထည့်ပြီးဒီမှာအောက်ဆုံးကအတီးပြုတ်ပါအတီးပြုတ်မီဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်အားလုံးအဆင်ပြေသွားပါပြီကျွန်တော်တို့မွေးနေ့အမှန်ကိုထည့်ပေးလိုက်ပေါ့နော်ပိုကောင်းတာပေါ့ကဲတငယ်ချင်းတို့အားလုံးအဆင်ပြေကြပါစေဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်